Resource mo new go English လို့ပြောတတ်ပြီလားမပြောတတ်သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုကြည့်ဖို့ teacher ကတိုက်တွန်းလိုပါတယ် teacher ကတော့ teacher ဖြစ်ဖြစ်ဝယ်မဲ့ဖြစ်ပါတယ် teacher ရဲ့ English is yours YouTube channel ကဆိုလို့ရှိရင်ဒီ learners တွေအတွက်ပေါ့နော်ဗဟုသုတရစေမယ့် vocabulary လေးတွေကိုအသက်ရှင်မျှဝေပေးနေတာဖြစ်တဲ့အတွက် teacher ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးကြပါအောင်เนาะအဲ့တော့ teacher ဒီနေ့မှာဆိုလို့ရှိရင်စကားလုံးလေး9လုံးမျှဝေမှာဖြစ်ပါတယ်ပထမအဆုံးတစ်လုံးကတော့ striped spelling က striped striped အစင်းအကြားများပါရှိသောဆိုတဲ့အဓိပ္ပာယ်ရတဲ့ adjective ဖြစ်ပါတယ်ဥပမာကိုကြည့်ကြရအောင် He is wearing a green and white striped t-shirt and brown jeans He is wearing သူကဝတ်ထားတယ် He is wearing ဆိုတာအခုလောလောဆယ်ဝတ်ထားတယ်ဆိုတဲ့အနေအထားကိုပြောချင်တာပေါ့ He is wearing သူကဝတ်ထားတယ်ဘာဝတ်ထားလဲA green and white striped t-shirt အစင်းရောင်နဲ့ဖြူရောင်အစင်းရောင်တွေပါတဲ့ t-shirt တစ်ထည်နဲ့ and brown jeans အညိုရောင်ဂျင်းမောင်းမီကိုဝတ်ထားတယ်ဆိုပြီးတော့ဥပမာလေးပေးထားပါတယ်အဲ့တော့ဒုတိယတစ်လုံးကတော့ stylish ပဲဖြစ်ပါတယ် spelling က stylish stylish ခက်ဆန်သော fashion ကြတော့ကြောမော့တော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်သူကလည်း adjective ပဲဖြစ်တယ်ဥပမာလေးကိုကြည့်ကြရအောင် The dress combines stylish lines with an attractive floral print the dress ဝတ်စုံက combine เนาะပေါင်းစပ်ထားတယ်ဒီမှာဝတ်စုံကတစ်စုံနဲ့မလို့ combine လို့ခေါ်တဲ့ verb မှာ s ထည့်ပေးရမယ် the dress combines เนาะဘာနဲ့ပေါင်းစပ်ထားလဲ stylish lines เนาะ fashion ကြတဲ့ line တွေနဲ့ with an attractive floral print เนาะဆွဲဆောင်မှုရှိတဲ့ပန်းပွင့်ပုံတစ်ခုเนาะအဲ့တော့ဝတ်စုံကဆွဲဆောင်မှုရှိတဲ့ပန်းပွင့်ပုံတစ်ခုနဲ့ fashion ကြတဲ့ line တွေနဲ့ပေါင်းစပ်ထားတယ်ဆိုပြီးမှဒီချက်ဥပမာပေးထားပါတယ်နောက်တစ်ခုကတော့ tailor made ပဲဖြစ်တဲ့ TAILOR tailor hyphen MAD made tailor made အဓိပ္ပာယ်ကကိုယ်တိုင်နှင်းချုပ်ထားသောဆိုတဲ့အဓိပ္ပာယ်ရပါတယ်သူကလည်း adjective ပဲဖြစ်ပါတယ်ဥပမာကိုကြည့်ကြရအောင် He is wearing a tweed suit that looked tailor made He is wearing သူကဝတ်ဆင်ထားပါတယ် a tweed suit เนาะ tweed ဝတ်စုံအဲ့တော့ tweed ဝတ်စုံဆိုတာကဒီမှာ teacher tweed ဆိုတဲ့အသားနဲ့ချုပ်ထားတဲ့ဝတ်စုံเนาะအဲ့တော့ဒီမှာ teacher ပုံလေးပြထားတယ်ပုံလေးကိုကြည့်လိုက်ရင်ပိုရှင်းလိမ့်မယ်အဲ့ဒီ tweed ကိုမြန်မာလိုလဲ tweed လို့ပဲခေါ်တယ်လို့တွေ့ရတယ်ပေါ့နော်အဲ့ဒီ a tweed suit tweed ဝတ်စုံကတဲ့ that looked tailor made เนาะကိုယ်တိုင်နဲ့ချုပ်ထားတယ်လို့ထင်ရတယ်တဲ့အဲ့တော့ပြန်ပြောမယ်ဆိုရင် he is wearing a tweed suit that looked tailor made เนาะကိုယ်တိုင်နဲ့ချုပ်ထားတယ်လို့ထင်ရတယ် tweed ဝတ်စုံတစ်စုံကိုသူကဝတ်ဆင်ထားပါတယ်ဆိုပြီးမှဥပမာပေးထားပါတယ်အဲ့တော့ဒီမှာသိရမှာက a tweed suit เนาะ look ကကြည့်ရတာပုံပေါ်တယ်ဆိုတဲ့အဓိပ္ပာယ် tailor made ကကိုယ်တိုင်နဲ့ချုပ်ထားတော့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်ထပ်တစ်လုံးကြည့်မယ်နောက်ထပ်တစ်လုံးကတော့ an attractive ပဲဖြစ်ပါတယ်သူက attractive လို့ခေါ်တဲ့ဆွဲဆောင်မှုရှိသော adjective စကားလုံးရဲ့စနစ်ဘက်ဖြစ်တဲ့ဆွဲဆောင်မှုမရှိတော့ပေါ့နော်အဲ့တော့ spelling က unattractive an attractive ဆွဲဆောင်မှုမရှိတော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်သူကလည်း adjective ဖြစ်တဲ့ဥပမာကိုကြည့်ကြရအောင် she says he has sweat over his face oddly unattractive She says သူမကမြင်နေ he has sweat over his face sweat ဆိုတာကချွေ sweat over his face သူရဲ့မျက်နှာပေါ်မှာချွေးတွေထွက်နေတာကိုသူမမြင်နေအဲ့ဒီလိုမြင်ရတာဒီ oddly oddly က adverb ဖြစ်တဲ့ထူးထူးဆန်းဆန်းကို unattractive ဆွဲဆောင်မှုမရှိဘူးပေါ့နော်အဲ့ပြန်ပြောမယ်ဆိုရင် she says he has sweat over his face oddly unattractiveသူမျက်နှာပေါ်မှာချွေးတွေထွက်နေတာကိုသူမမြင်ရတာထူးထူးဆန်းဆန်းနဲ့ဆွဲဆောင်မှုမရှိဘူးဆိုပြီးမှဒီချက်ဥပမာလေးပေးထားပါတယ်ဒီမှာသိရမှာကတော့ sweat ချွေး oddly ထူးထူးဆန်းဆန်းเนาะအဲ့လေးသိရမယ်နောက်တစ်လုံးကတော့ uncomfortable ပဲဖြစ်တယ် spelling ကuncomfortable uncomfortable သူက comfortable လို့ခေါ်တဲ့တတောင့်တတရှိတော်ဆိုတဲ့စကားလုံးရဲ့စနစ်ဘက်ဖြစ်ပါတယ် uncomfortable ဒီ adjective ဖြစ်ပြီးတော့အဓိပ္ပာယ်ကတတောင့်တတမရှိတော်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့တော့ဥပမာကိုကြည့်ကြအောင်
I can't walk very far in these shoes. They are uncomfortable. I can walk. ငါလည်းမရှောင်နိုင်ဘူး very far เนาะအရန်ဝေးကြီးမရှောင်နိုင်ဘူး in these shoes เนาะဒီဖနက်နဲ့အဲ့တော့ I can't walk very far in these shoes ဒီဖနက်နဲ့ငါလမ်းကိုဝေးကြီးမရှောင်နိုင်ဘူး they are uncomfortable เนาะဖနက်တွေကတက်တောင့်တက်တာမရှိဘူးဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကတော့ unflattering ပဲဖြစ်တဲ့ spelling ကunflattering unflattering အသားမဆောင်တော့မလိုက်ဖက်တော့ဆိုတဲ့အဓိပ္ပာယ်ရပါတယ်သူကလည်း adjective ပဲဖြစ်တယ်ဥပမာကြည့်ရအောင် she is wearing the most unflattering outfit she is wearing the most unflattering outfit ဆိုတာ whistle unflattering ဆိုတာမလိုက်ဖက်တော့ဆိုတော့မလိုက်ဖက်တဲ့ whistle the most unflattering outfit เนาะမလိုက်ဖက်ဆုံး whistle ပေါ့အဲ့တော့ she is wearing the most unflattering outfit သူမကမလိုက်ဖက်ဆုံး whistle ဝတ်တာပါတယ်ဆိုပြီးမှဒီကျဲဥမာကိုပေးထားပါတယ်နောက်ဆုံးတစ်လုံးကတော့ woolly ပဲဖြစ်တယ် spelling က w o o l y woolly เนาะသူ့ကိုနောက်ထပ် w o o l l y woolly လို့လည်းပေါင်းလို့ရတယ်သူလည်း adjective ဖြစ်ပါတယ်အဓိပ္ပာယ်ကအမွှေးထူသောသိုးမွေးနှင့်တူသောဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ဥပမာကိုကြည့်ကြရအောင် she is wearing a winter coat and a woolly hat she is wearing သူမဝတ်ဆင်ထားပါတယ် a winter coat ဆောင်းရာသီကုတ်အင်ကြီးတစ်ထည်နဲ့ and a woolly hat သိုးမွေးအုတ်ထုပ်တစ်လုံးကိုဝတ်ဆင်ထားပါတယ်အဲ့တော့ပြန်ပြောရအောင် she is wearing a winter coat and a woolly hat သူမကဆောင်းဝတ်ကုတ်အင်ကြီးတစ်ထည်နဲ့သိုးမွေးအုတ်ထုပ်တစ်လုံးဝတ်ထားပါတယ်ဆိုပြီးမှဒီကျဲဥမာကိုပေးထားပါတယ်အဲ့တော့ learners တို့ရင်ဒီကျဲဒီနေ့ရှင်းပြလိုက်တဲ့စလုံးလေးခုနှစ်လုံးပြန်ပြောရမယ်ဆိုရင် striped adjective အစင်အစားများပါရှိသော stylish adjective ခေတ်ဆန်သော fashion စသောကြောင့်မော့သော tailor-made adjective ကိုယ်တိုင်နှင့်ချုပ်ထားသော unattractive adjective ဆွဲဆောင်မှုမရှိသော uncomfortable adjective တက်တောင့်တက်တာမရှိသော unflattering adjective အသားမဆောင်သောမလိုက်ဖက်သော woolly adjective အမွှေးထူသောသို့မွေးနှင့်တူသောဆိုတဲ့စလုံးလေးခုနှစ်လုံးပဲဖြစ်ပါတယ်အဲ့တော့ဒီကျတို့ဒီစလုံးလေးတွေရဲ့အတန်ထွက်လေးတွေကိုနားထောင်ကြည့်အောင်နော် striped striped stylish stylish tailor-made tailor-made unattractive unattractive uncomfortable 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 unflattering unflattering woolly woolly အဲ့တော့ learners တို့ရေအားလုံးပဲဒီချိန်ဒီနေ့ရှင်းပြလိုက်တယ်เนาะဝစားစီရင်မှုကိုပြောတဲ့အခါမှာအသုံးပြုတဲ့စာလုံးလေးခုနှစ်လုံးကိုရသွားလိမ့်မယ်လို့ဒီချိန်မျှော်လင့်ပါတယ်အဲ့တော့ဒီချက်ဗီဒီယိုတွေကဒီလိုအကျိုးရှိတဲ့ vocabulary တွေကို learners တွေအတွက်အပတ်စဉ်မျှဝေနေတာဖြစ်တဲ့အတွက် like share နဲ့ subscribe လုပ်ထားကြပါเนาะနောက်ထပ်ဗီဒီယိုမှာဒီချက်ဘယ်လိုမျိုး vocabulary တွေကိုမျှဝေမလဲဆိုတာလည်းစောင့်ကြည့်ကြပါအောင်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ထူးချွန်တဲ့သူတွေဖြစ်ကြပါစေ bye bye